ရရှင်ကိုတော်မြတ်ကြီးရှိစဉ်တုန်းကကောသလမင်းကြီးဆိုတာရှိတယ်ဘယ်သူလဲအားလုံးကြားဘူးလေနော်ပသိန္တတိကောသလမင်းကြီးဆိုတာရှိတယ်အဲ့ဒီမင်းကြီးကတိုင်းကန်းလဲလဲဒီလိုသွားရင်လာရင်နဲ့သူလုပ်ငန်းစဉ်တွေပေါ့လေလုံရင်ကန်ရင်နဲ့တရက်မှာသူတတိယတာလေးတစ်ခုစဉ်းစားမိတာလေးတစ်ခုရှိတော့ဘုရားထံကိုလာပြီးတော့လျှောက်ထားအဲ့တော့ကောသလမင်းကြီးနဲ့ဘုရားနဲ့ကအသက်တူရွယ်တူဟုတ်ပြီနော်မွေးတဲ့နေ့မွေးတဲ့လချင်းတူတယ်အသက်ရွယ်ချင်းတူနေတယ်ဒီတော့ကောသလမင်းကြီးက तू ကငါးပါးယုံကာမဂုဏ်နဲ့မင်းစည်းစိမ်ကိုခံစားပြီးနေတယ်သူနဲ့ရွယ်တူပုဂ္ဂိုလ်ကဘုရားဖြစ်နေတဲ့ယဟန်ကြီးပေါ့လေအဲ့တော့ငါးပါးယုံကာမဂုဏ်စွန့်လွတ်ပြီးတော့ဘုရားဖြစ်နေတော့ तू ကဘုရားပေါ်မှာသိကြည်ညိုတယ်မျိုးနွယ်အပြင်လဲခတ္တိယမျိုးနွယ်ချင်းမင်းမျိုးချင်းဖြစ်နေတော့မျိုးနွယ်ချင်းတူလို့လဲ तू ကလေးစားအဲ့တော့ဘုရားပေါ်မှာကောသလမင်းကြီးကတန်ရောစင်ပူတယ်ပေါ့လေဘာဖြစ်လဲအဲ့တော့အားလဲအားကိုးတယ်လေးလဲလေးစားတယ်ရှစ်လဲရှစ်တယ်ခင်လဲခင်ဟုတ်ပြီနော်အားလဲအားကိုးတယ်လေးလဲလေးစားတယ်ရှစ်လဲရှစ်တယ်ခင်လဲခင်အဲ့တော့ချစ်တယ်ဆိုတာတော့သူဆွေမျိုးအရင်ချာလို့ကိုချစ်ညီကိုလိုချစ်ခင်တာကြတော့တငယ်ချင်းအရင်ချာလို့ပါပဲခင်တယ်တငယ်ချင်းဆိုတာပါလေမိတ်ဆွေအပေါင်းအသင်းပေါ့နော်အဲ့ဒါလေးကိုဦးဇင်းတို့ကျောင်းနေတုန်းကအပေါင်းအသင်းတွေအများကြီးရှိတယ်အခုချိန်ထိသိချစ်သိခင်ကြတဲ့တငယ်ချင်းတွေပေါ့အဲ့ဒါကလာကားလေးတကားသွားကြည့်တော့ဒီမှာမိမျိုးဆိုတော့နော်ဒရာလူမျိုးတွေများအဲ့ဒါသတိရဒိုစတီဆိုတဲ့စကားလုံးလေးနော်ဒိုစတီဆိုတဲ့သချင်းလေးတွေရှိတယ်လေနော်အဲ့တော့အဲ့ဒီစကားလုံးလေးကိုဦးဇင်းတို့ကလာသာသင်ရင်းနဲ့ဘာသာပြန်ကြတော့ဒိုစတီဘာလဲဆိုတော့မိတ်ဆွေရင်းကိုခေါ်ဘယ်လိုမိတ်ဆွေရင်းလဲ no sorry no thank you no sorry ငါလှုပ်လိုက်လို့မင်းပေါ်မှာဝမ်းနေပါတယ်လို့လည်းပြောစရာမလိုဘူးတဲ့သိခင်တာလှုပ်ကြိုက်သလိုလှုပ်လိုက်ထိုးကြိတ် no thank you ကျေးဇူးတင်ပါတယ်လို့လည်းပြောစရာမလိုဘူးတဲ့ဟာသိကောင်းတဲ့စကားလုံးတွေအဲ့ဒါ dosti ဆိုတော့နော်ဒါကတို့ဒီကလားဘာသာနေဦးဇင်းတို့ယင်ထဲမှာသိမ်းထားတဲ့စကားတစ်ခုရှိပါတယ်အဲ့တော့တကယ်ချင်းနေအဲ့ဒါလို့ပေါင်းရတယ်အခုလဲဘုရားပေါ်မှာသူက dosti ပေါ့လေနော်တကယ်ချင်းလို့ခင်တယ်ဟုတ်ပါလားအဲ့တော့အခါခွင့်သင်တိုင်းမှာသူဘုရားထံကိုလာတယ်တိုင်းကလဲရင်တိုင်းရပြည်ရလုံရင်ကြိုင်ရင်နဲ့တခါတလေတနေ့တည်း3ခေါက်လောက်သွားခြင်းသွားနေအဲ့ဒါနဲ့ဘုရားစီကိုသူအကြံဉာဏ်လေးရလာတော့သူဘုရားစီဝင်တယ်ဘုရားနဲ့အလဘသလဘနှုတ်ဆက်ကြတယ်ဟာမင်းကြီးနေကောင်းလားအရှင်ဘုရားနေကောင်းလားပေါ့လေဒါနှုတ်ဆက်ကြပြီးတဲ့အခါမှာအရှင်ဘုရားတဲ့တပည့်တော်စဉ်းစားမိတာလေးတစ်ခုရှိတယ်တဲ့အခုတိုင်းကန်းလဲရင်နဲ့ဘယ်လိုကြောင့်စဉ်းစားမိသလဲဆိုတော့အကြောင်းရှိတယ်ဘုရားတဲ့ဒီနေ့တပည့်တော်တိုင်းပြည်ထဲမှာရှိတဲ့တထေးတယောက်သေးလို့အဲ့ဒီတထေးကြီးမှာအမွေခံသားမရှိဘူးတဲ့ဘာမရှိဘူးတဲ့ကောသလမင်းကြီးကလည်းဘုံကံသိကောင်းတယ်သူများအနာကမတရားသဖြင့်လိုက်သိမ်းစရာမလိုဘူးသူတိုင်းပြည်ထဲကကိုသူ့မှာဗန္တာရရတယ်ဘယ်လိုရလဲဆိုတော့ဒီအပုဒ္ဒကဆိုတာအပုဒ္ဒကဆိုတာတထေးမရှိသားမရှိတဲ့တထေးဗါတယ်လေသားတော့သမီးကံအမွေခံမရှိတဲ့တထေးတွေဆိုတော့အဲ့ဒီလိုတထေးတွေကသာဝတိမှာအများကြီးပဲဂရေ40ဂရေ80ဒီလိုချမ်းသာတထေးသိသွားတော့အမွေဆက်ခံမဲ့လူမရှိရင်ဘာဖြစ်လို့ဆိုတော့အဲ့ဒီတထေးပိုင်ပစ္စည်းအလုံးကမင်းဗန္နာဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီနေ့မှလည်း तू ကတထေးတယောက်ရဲ့ပစ္စည်းတွေသွားသိမ်းရတယ်အဲ့တထေးသိသွားတယ်အမွေခံသားသမီးမရှိတော့တိုင်းပြည်ဗန္တာဖြစ်သွားသိမ်းတာတနေကုန်သိမ်းလိုက်ရမပြီးဘူးအဲ့ပစ္စည်းတွေကဘလောက်ချမ်းသာလဲဆိုတော့အဲ့ဒီဗန္တာတွေသိမ်းပြီးပြန်လာတော့ तू စဉ်းစားမိအရှင်ဘုရားတဲ့ဘုရားတပည့်တော်ဒီနေ့အဲ့ဒါလို့ပစ္စည်းဥစ္စာသားတော်သမီးကံအမွေခံသားမရှိတဲ့ပစ္စည်းတွေကိုတထေးရဲ့ပစ္စည်းတွေကိုသိမ်းဆဲရင်းနဲ့တပည့်တော်အကြံလေးတစ်ခုရလာတယ်တဲ့ကိုစောင့်ရှောက်တယ်ကိုစောင့်ရှောက်တယ်ဆိုတာဘာကိုခေါ်သလဲဘယ်လိုပုဂ္ဂိုလ်ကကိုစောင့်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်လဲဒါလေးစဉ်းစားမိတယ်ဟုတ်ပြီနော်
အခုဘုရားကိုကိုးကွယ်တာဘာအတွက်လဲအဆောင်လျှောက်ခံခြင်းလို့အာကိုးရရှာတယ်ဆိုတာဒါပဲဘုရားရဲ့အဆောင်လျှောက်ခံခြင်းလို့အဲ့ဒီမှာနော်ဗုဒ္ဓရဲ့အဆုံးအမနဲ့ဒီတရားတွေဟာလူတိုင်းသိသင့်တယ်ဘယ်လိုဗုဒ္ဓတရားတော်တွေဟာဗမာလူမျိုးတွေဟောတာလားရှမ်းတွေဟောတာလားကလားတွေဟောတာလားဘယ်သူတွေတော့လူသားတိုင်းအတွက်ပြောခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ယုံခြင်းယုံမယုံခြင်းတွေပေါ့ဗါတယ်လေဘယ်သူကပြောတာဘုရားကပြောတာတို့ဘုရားအဲ့လိုပြောတာနော်ကိုယ့်အကိုချင်းချိန်ပြီးမှယုံဘာဖြစ်လဲအခုဘုရားအားကိုးဆိုတော့လေဘုရားကသူ့ကိုတို့ကဗုဒ္ဓဘာသာဆိုတော့ဘယ်သူအားကိုးတာဒါပေမဲ့ဘုရားကပြန်ပြောထားတယ်အတ္တဟိအာတနောနာထောတယ်ငါအာမကိုးနဲ့မင်းတို့ကမင်းတို့အားကိုးကြတယ်ရှင်းသလားအဲ့ဒါလိုအားကိုးနေတဲ့ဘာသာတွေထဲမှာတော့တို့ဗုဒ္ဓဘာသာဘုရားအဆုံးအမတစ်ခုတည်းမှာပဲဒီစကားပါကျန်တဲ့ဘာသာဘယ်ဘာသာမှမပေါ့နော်ကျန်တဲ့ဘာသာကတော့အလုံးစုံငါတာဝန်ယူသွားမှာပဲဘုရားသခင်ကအကုန်ကယ်သွားမှာဒီလိုလားလားတို့ဘုရားတော့မကယ်နိုင်ဘူးခန့်ညံ့ညံ့မယ်နော်သဘောပါလားခန့်ညံ့ညံ့မယ် तू ကတော့မကယ်နိုင်ဘူးတဲ့ဘယ်သူအားကိုးတယ်ကိုအားကိုးတယ်အတ္တဟိရှင်းတယ်နော်ကောင်းပြီကြည့်ဘုရားရှိမှ तू လျှောက်တပည့်တော်စဉ်းစားမိတာလေးရှိလို့တဲ့ဘယ်လိုပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်လဲဘယ်လိုပုဂ္ဂိုလ်မျိုးဟာကိုယ့်ကိုယ်ကိုတကယ်ထိမ့်သိမ်းစောင့်ရှောက်နိုင်တာလဲဆိုတာတပည့်တော်အဲ့ဒါလေးစဉ်းစားမိတယ်အဲ့တော့ဘုရားဘာမပြောဘူးကဲမင်းကြီးဆက်ပြောတယ်ဘာလေးစဉ်းစားမိသလဲအရှင်ဘုရားတဲ့ဒီနေ့တပည့်တော်သထေးရဲ့ပစ္စည်းတွေလိုက်သိမ်းလာတော့သူ့မှာပစ္စည်းတွေကအခုဒီနေ့တပည့်တော်တနေကုန်သိမ်းတာမကုန်သေးဘူးတဲ့လက်ပြန်ဆက်သိမ်းအောင်မယ်အဲ့တော့ပေါ်ကျွယ်ဝတဲ့ပစ္စည်းတွေနဲ့လည်းသူ့ကိုယ်သူစောင့်ရှောက်မသွားနိုင်ဘူးဟုတ်ကလားအဲ့ဒီပစ္စည်းတွေကအိုရာအိုမအိုအောင်လုပ်လို့ရလားအခုကလို့ plastic surgery တွေဘာတွေနဲ့လုပ်မလဲရမလားဘယ်မှမရဘူးဟို magazine တွေထဲမှာကြော်ညာတာတွေရှိတယ်နော်နိုင်ငံခြား magazine တွေကြည့်လိုက်ရင်သူကမင်းသားမင်းသမီးကြီးတွေ80ကျော်80ကြီးတွေသူတို့အသားရည်တွေပြုပြင်ထားတယ်ပရိတွန့်တာမျက်ခွန်မျက်ရည်တွက်တာမျက်ရည်တွဲတာအကုန်ပြင်ထားတယ်ဟုတ်တယ်ကြည့်လိုက်ရင် very beautiful 4နာရီ40ကျော်30ကျော်ကလေးတွေလို့ထင်ရလောက်အောင်လှဒါပေမဲ့ရိုက်ထားတဲ့ဓာတ်ပုံကိုမျက်လုံးကြည့်လိုက်တော့အိုးနေပြီနော်မျက်လုံးကတော့ဖုံးလို့မရဘူးရေပြားတာဆွဲချုပ်လို့ရမယ်မျက်လုံးပြန်တောက်အောင်လုပ်လို့တော့အဲ့ဒါမျက်ကပ်မှန်နေပါလေတဲ့လည်းမရတော့ရှင်းတော့အဲ့တော့အိုရာကိုမအိုအောင်ဒီငွေချေးရတတ်နိုင်သလားနာရာကိုမနာအောင်ရောသေမာကိုမသေအောင်ရောဒါဖြင့်ကာကွယ်နိုင်ရလားစောင့်ရှောက်နိုင်သလားဒါဖြင့်သူတော်ကောင်းတို့ရှာနေတဲ့သူအလုံးစည်းစိမ်ဥစ္စာအတွက်မရှာကြဘူးလားအဲ့ဒီစည်းစိမ်ဥစ္စာဟာသူတော်ကောင်းတို့အတွက်တကယ်အားကိုးတိုက်တဲ့အရာများဟုတ်သလားဟုတ်ပါဘူးဗျာစာရေးကိုစာဝတ်နေရေးအတွက်တော့မရှာမဖြစ်လို့ရှားနေရအဲ့ဒါဒီမှာလည်းအတန်းအစားမျိုးမျိုးရှိတချို့ကရှာမစားရမှာမို့လို့ရှာဒီလိုလူလည်းမရှိဘူးလားတချို့ကြတော့စားတရားတော့ပြည့်စုံပါလေတို့တော့လူတန်းစေနေနိုင်ဖို့အတွက်လူချင်းတူတူသူချင်းမြမြနဲ့နေသွားနိုင်ဖို့အတွက်ဘာလို့တော့ရှာတယ်တချို့ကြတော့လူပေါ်လူစော်ဖြစ်ချင်လို့ရှာတချို့ကြပါဖြစ်တော့လူပေါ်လူစော်ဖြစ်ချင်လို့ဆိုတော့သိန်း1000ရှိလို့ဟောဒီလူတွေကျင်တတ်သလားကျင်တတ်ပါဗျာအေးလေဟုတ်ပါတယ်သိန်း1000ကလည်းတရက်3စာမှမရှိပဲနော်ပြောတာပါဇက်ထက်အလုံးကြီးလောက်ပါပြီတကယ်ရှိလို့ဟောဘီလီယံနာထရီလီယံနာဖြစ်လို့ဟောကျင်တတ်သလားပြည့်စုံသွားပြီလားပြည့်စုံပါဘူး။ဘာငါချမ်းသာဆုံးလို့ပြောနိုင်မလားသဘောပါသလားအဲ့တော့ဒီစည်းစိမ်တွေဟာသူတော်ကောင်းတို့အတွက်တကယ်ချမ်းသာအစစ်ကိုပေးနိုင်သလားပေးနိုင်ပါဗျာလာပြီနော်ကိုတော်ကောင်းတို့ခုဘာဘဝရထားဟုတ်ပါလူဘဝဟာတန်ဖိုးရှိမရှိရှိပါရဲ့ဗျာဘာလို့တန်ဖိုးရှိတာ
လုတ္တဘာဝဒုံလဘောလူဘဝဆိုတာပြောတော့ပြောတာပဲနော်ပြောတော့ပြောကြတာပဲဒါပေမဲ့အခုလူလောကမှာရှိတဲ့လူတွေပခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့ပုဂ္ဂိုလ်တွေဟာအချင်းချင်းကိုချင်းစာသိရှိတဲ့လူနဲ့ကြီးနိုင်ငယ်ချင်းလှုပ်ချင်တဲ့လူဘယ်သူမှများဘာဝပြီယာရုလေးမရလိုက်နဲ့ဩဇာပြခြင်းနော်ရက်ွက်လူကြီးဖြစ်တာတောင်မှတရက်ွက်လုံးသူ့လို့စားနေသလိုဟမ်ဒီလိုလူတွေမရှိဘူးလားလမ်းမှာလမ်းသွားမမလိုက်နဲ့ကိုကစပိန်စီသူကဆိုင်ကယ်စီသူလမ်းကလေးမားလိုက်လို့ကိုကသာမှန်နေရင်မလုပ်ဘူးဖိဟောက်တော့မှာပဲသဘောပါလားကြီးနိုင်ငယ်ကြီးကြီးနိုင်ငယ်ကြီးဆိုတာလူအလုပ်လားတိရစ္ဆာန်လုပ်ဒါပေမဲ့လောကမှာလူတွေများလားတိရစ္ဆာန်တွေများယတနာနိုင်ရာစာစီဝါရေးလုပ်တော့လေသဘောပါလားဥရကောင်ဝိုက်သွားတာဖူးစာဆိုတာဥရပါပဲရှင်းသလားဖူးစာဆိုတာဗါတဲ့နိုင်ရာစားတယ်ဆိုတော့အဲ့နိုင်ရာစားတာလူအလုပ်လားတိရစ္ဆာန်လို့ဒါဖြင့်လူလိုနေတဲ့လူနဲ့တိရစ္ဆာန်လိုနေတဲ့လူဘယ်တွေကများခုလူဘဝဟာတန်ဖိုးရှိတယ်လို့တော့ပြောကြတယ်ဘာကြောင့်လူဘဝတန်ဖိုးရှိတာလဲအဲ့ဒါဝိုးတော်ဝါပဲအဖြေမထုတ်နိုင်နော်ထုတ်လည်းမထုတ်ကြဘူးဈေးလည်းမစင်စားဘူးငါလူဟဲ့လူပြောတော့ပြောနေတာပဲဟမ်လူဆိုတော့ကိုသားသမီးလေးတွေကိုမချစ်ဘူးလားမလေးလူပိသားနေကြတယ်ခွေးသုံးမကြီးမေးကြည့်သမ်းဟမ်ခွေးသားသမီးလေးတွေအထိခံသလားအချိန်တန်ရှာမကြွေးဘူးလားကိုသားသမီးချစ်တယ်လောက်နဲ့လူဖြစ်ပြီးပြောလို့မရသေးပါဘူးရှင်းသလားအဲ့တော့လူဘဝရဲ့တန်ဖိုးနော်ကဲတန်ဖိုးဆိုတာဘာနဲ့တိုင်းအရာဝတ္ထုပစ္စည်းတစ်ခုတန်ဖိုးရှိမရှိဘယ်လိုပြောမလဲဘာနဲ့ခွဲမလဲအဲ့ဒါနော်တို့မြန်မာလူမျိုးတွေလှုပ်တော့လှုပ်နေကြတာပဲကိုဘာလှုပ်လို့လှုပ်နေမှလဲတသက်လှုပ်ရလို့ဆိုရင်မနဲ့အိယာထမယ်လောဟိဆိုင်သွားတောင်ပြောမြောက်ပြောတနေ့ကုန်လျှောက်လဲအလုတ်လှုပ်ချင်အောင်ဆောင်ယုံသမားလည်းဒီတိုင်းပဲ7 နာရီရောက်မှယုံသွားလက်မှတ်ထိုး7 နာရီထိုးတော့လက်ပိတ်တော့ထွက်ထားတယ်နှစ်ချက်ကြတော့မအားဘူးတဲ့ယုံပိတ်တော့မှာတဲ့3 နာရီထိုးတော့ပြန်ရောသဘောပါလားအဲ့ဒါဗန်နေများသွားစည်ရင်သွင်းတော့မဆိုမနဲ့သွားတော့စောစောကတော့မဖွင့်သေးဘူးတဲ့နေ့လေသွားတော့လက်ပိတ်တော့သွားတယ်တဲ့နေ့လေသွားတော့ပိတ်ပြီတဲ့အဲ့ဒါဘယ်လိုလုပ်ကြမလဲနော်အဲ့ဒါပဲဒုတက်ဥမာဒီနိုင်ငံကတော့မမှုနဲ့အဲ့ဒါဘာလို့လုံနေမှလည်းမသိဘူးဘယ်လိုလုံရမှလည်းမသိဘူးအဲ့ဒါမစင်းစားတာအများအဲ့ဒါဒီစကားတွေကဒီတန်ဖိုးဆိုတာကိုအဖြေမထုတ်ခဲ့ကြတဲ့အတွက်တန်ဖိုးရှိအောင်မနေတတ်တဲ့လူမျိုးဖြစ်ရှင်းလားမေးကြည့်ပါဦးကဘာပေါ်မှာရှိတဲ့ဘာသာတွေအများကြီးတဲ့မှာဘယ်ဘာသာအကောင်းဆုံးလဲအဲ့လိုပြောကြံတဲ့ဘာသာတွေအကုန်ရန်သူဖြစ်သွားမှာပေါ့ဗျာဘာကြောင့်ကောင်းတာလဲထပ်ပေးရင်မဖြေနိုင်တော့ရှင်းလားအဲ့ဒါပဲအဲ့တော့တန်ဖိုးနော်သူကနမူနာလေးတစ်ခုပြောတနိုင်ငံလုံးပေးခဲ့တဲ့နမူနာပဲပေးမပြောင်းတော့ပြောင်းနေရင်တကယ်တရားကွက်တွေမျိုးမျိုးဖြစ်နေတယ်စိတ်ငကတရားနော်9 ရက်10 ရက်လောက်ရှိမယ် perfect ပေါ့ဗျာချွန်းတဲ့ဝန်းတဲ့အမှန်တမ်းတန့်ရှင်းစင်ကြယ်တဲ့စိတ်အာဖရိကကလာတဲ့စိတ်အစ်စ်ပေါ့နော်အဲ့ဒီစိတ်ကိုမိကန်ငကကလေးလုပ်ပြီးတော့မိကန်တက်တာနဲ့ထည့်တာဘယ်လောက်တန်ဘုန်းကြီးကတပည့်တော်မြင်မှမမြင်ဘူးလို့ပြောမှရွှေရလဲအတုနဲ့လား14ပဲရည်လား73ပဲရည်လားဘယ်သိမလို့ရွှေဘယ်လောက်သားပါမှလည်းမသိဘူးရှိစေခင်ဗျားတို့ပြောမှဒါပဲကျုပ်သိနော်ကောင်းပြီအဲ့ဒီစိတ်ငကကိုဒီနေ့အလုတကမကြီးကပန်ထမ်းနားဘယ်လောက်တန်ဒါလည်းမပြောတတ်သေးဘူးဘာလို့ဆိုနားပန်ထားတာဘူးနော်အဲ့တော့အဲ့ဒါပြောတတ်အောင်ပြောပြ
စိတ်နကအယောင်ကြောင့်ပါဖြစ်တယ်ဒါတော့ကုန်ပြီအဲ့ဒါတနိုင်ငံလုံးပြီအံ့ဩတယ်သူကနော်ဒါဖြင့်ညာဘက်နားပန်ထားတဲ့စိတ်နကဘယ်ဘက်ပါပြောင်းသလားဒါဖြင့်ညာဘက်နားပန်တဲ့စိတ်နကဘယ်ပါပြောင်းညာပါပဲပြောင်းတယ်အဲ့တော့သိတော့မပြောချင်ဘူးအဲ့တော့နားပန်ထားရဲ့နရွက်တစ်ဖက်စာပဲတန်ရှင်းလားနောက်တစ်ဆင့်တက်ပြောမယ်နောက်တစ်ဆင့်ဆိုရင်နည်းနည်းသိတော့မှာပါအဲ့ဒီစိတ်နကကိုရောက်မိသားတစုအတွက်လိုအပ်တဲ့စားဝတ်နေရေးအတွက်ဖြည့်ရှင်းနိုင်ဖို့အသုံးချလိုက်မယ်ဘယ်လောက်တန်မိသိတော့မှာလို့ပြောနေဟမ်အဲ့တော့သိအောင်ကားတွေနော်အမှန်လူမျိုးတွေအဲ့ဒါဘုရားဘာသာတန်ဖိုးရှိတယ်ဘာကြောင့်တန်ဖိုးရှိလဲမပြောနိုင်ဘာလို့ဆိုခင်ဗျားတို့သက်သိပြစရာမှမရှိဘူးတကဘာလုံးလိုက်ကြည့်လိုက်ဘုရားဘာသာရဲ့လို့လက်မထောင်ပြီးတော့တကယ်စစ်ဗုဒ္ဓဘာသာထေရဝါဒသာသနာကိုထိမ့်သိမ်းချတာဘယ်နိုင်ငံမြန်မာနိုင်ငံဒါမှမပြောရဘူးဗုဒ္ဓရဲ့အဆုံးအမတွေသည်လူတို့ရဲ့အကျင့်စာရိတ္တကိုစပြီးတော့ပြုပြင်ပေးဘာကိုပြုပြင်ပေးလဲဒါပေမဲ့တကဘာလုံးမှာကြည့်လိုက်ရင်သခိုးဟေးဆိုဗမာပဲရှင်းလားကြဘိုးဟေးဆိုလည်းဗမာပဲမဟုတ်တာလောက်တာအကုန်ဗမာပဲဆိုတော့ဗုဒ္ဓဘာသာတိုင်းပြည်ပါလို့ပြောရမှာရှက်ဖို့ကောင်းခေါင်းမထောက်နိုင်ကြိုက်တဲ့လောက်မွဲဟုတ်ပြီနော်အဲ့ဒါတော့မပြောတော့ဘူးမွဲတာလည်းမွဲပြီနော်စီဝါရေးနဲ့ပြန်ကြည့်အောက်ဆုံးကကြည့်တစ်ပညာရေးနဲ့ရည်လိုက်ရင်လည်းအောက်ဆုံးကရည်တစ်ဟုတ်ပြီနော်ဇာလိတ္တနဲ့ကြည့်ပြန်တော့လည်းအောက်ဆုံးကရည်တစ်အဲ့လိုနံပါတ်1မှာရှိတဲ့နိုင်ငံဆိုတော့ဒါဗုဒ္ဓဘာသာနိုင်ငံกว่าလို့လက်မထောင်နိုင်တဲ့အင်အားအဲ့ဒါဘာမသိတာတန်ဖိုးမသိတာပြောလိုက်ရင်သူတို့ပါဇက်ဖျားမလို့ဗုဒ္ဓဘာသာတန်ဖိုးအရှိဆုံးတယ်ဆိုကျန်တဲ့လူတွေရံဖြစ်ဖို့ရှိတာပေါ့ရှင်းသလားတန်ဖိုးရှိကြောင်ပြနိုင်ပြီလားအဲ့ဒါပဲဒါကြောင့်ဗုဒ္ဓဘာသာဟာထွန်းကားနေတာလားအောက်တန်းရောက်နေတာလားကွယ်လူဖြစ်နေပြီဗျပေါ့မမနဲ့ရှင်းတယ်နော်ဒါမလို့ခုနယ်ဒေသတွေကိုတရားပွဲတွေဖြန့်ချပေးတာမန္တလေးကပိဋကနဲ့ရံဖြစ်မနေ့ကဓမ္မကြီးတယောက်တငိုကြီးတကြီးနဲ့လာပင့်တယ်ဘုန်းကြီးဗျဒီပြီးတော့တို့ဘယ်နှလားမယ်တရားပွဲလေးပြပြီးတော့လုပ်ပေးပါဦးမပေးနိုင်တော့မန္တလေးပွဲ15ပွဲလျှော့ထားတယ်နောက်တော့အစ်စ်မတိုးဘာဖြစ်လို့မန္တလေးပွဲတိုးပေးရင်ငါနယ်ဟောလို့မရအဲ့တော့နယ်လိုက်ဟောလိုက်အောင်မယ်ဟုတ်ပြီနော်ဘာဖြစ်လို့လို့မေးတော့ဗုဒ္ဓဘာသာဟာအောက်တန်းရောက်တယ်တန်ဖိုးတန်ဖိုးမလို့မရှိလဲဆိုတန်ဖိုးမသိလို့တန်ဖိုးမရှိတာရှင်းသလားဒါဖြင့်တန်ဖိုးသိမှဘာဖြစ်လဲတန်ဖိုးသိအောင်ဆိုတာကြည့်ခုနကစိတ်တကရောက်ပြီးတော့မိသားစုစုတာမဟုတ်ဘူးတရားကွက်လုံးအတွက်အသုံးချလိုက်မယ်ဘယ်လောက်တန်သွားလဲတရားကွက်လုံးသာမျိုးနယ်အတွက်အသုံးချရင်ဟောခုသာသနာအတွက်အသုံးချလိုက်စိတ်တကပြောင်းသွားတာတန်ဖိုးတော့ဘယ်ပေါ်မူတည်တာအသုံးချမှုပေါ်မှာမူတည်တယ်အသုံးချမှအသုံးကျတယ်ပြန်ပြောအသုံးချမှလည်းတန်ဖိုးရှိတယ်ပြန်မပတ်နဲ့လေတော်တော်ပတ်ချင်တာကိုဟမ်အသုံးချမှstep by step တစ်ဆင့်ပြီးမှတစ်ဆင့်သွားအသုံးချမှအသုံးကျတယ်အသုံးကျမှတန်ဖိုးရှိတယ်โอเคနောက်တစ်ခါအသုံးချမှရှင်းတော့ဘုဒ္ဓမင်္ဂလာမူယူပြီးတော့အယက်ကေတတိနော်ကျုပ်ဝါဒနာပါတာဒါပဲတရားဟောလုံးဝဝါဒနာမပါဘူးဘုမဖြစ်လို့ထလို့ဟုတ်ပြီနော်အဲ့တော့တချင်းလေးရေးလိုက်ဂီတလေးတီးလိုက်တချင်းလေးဆိုလိုက်နော်တောက်ချင်ရလေးတောက်လိုက်ပေါ့ဗျာနော်အဲ့ဒါလိုနေတဲ့သူ့မင်္ဂလာဘယ်လောက်တန်မလဲဟမ်တန်သလားမတန်ဘူးအဲ့တော့တယောက်စာကောင်းစားရေးအတွက်ကိုကောင်းအောင်ပြုပြင်နေတဲ့စီမဥစ္စာရှာမယ်ကိုအတွက်ကိုလုပ်မယ်သူ့မင်္ဂလာဘယ်လောက်တန်တော့
တယောက်စာတန်နေခုနပါတစ်ဖွဲ့နားတစ်ဖွဲ့မှတ်ထားနော်ရှင်းသလားအဲ့ဒါမိသားစုကောင်းစားရေးအတွက်မိသားစုအတွက်စီးပွားရှာမယ်မိသားစုအတွက်အသိတရားပညာတွေရအောင်ကြိုးစားပေးမယ်သူမင်္ဂလာဘယ်လောက်တန်သွားဟုတ်ပြီရက်ွက်အတွက်ကြိုးစားနေရင်ဟုတ်ကဲ့နိုင်ငံတနိုင်ငံလုံးအတွက်ကြိုးစားနေရင်တနိုင်ငံဆုံးစာတန်ဖို့ရှိနေတယ်ဒါဖြင့်လူပြောင်းသွားသလားရှင်းသလားအခုသာသနာအတွက်အသုံးချလိုက်တယ်ဟောဒီခန္ဓာယူဘယ်လောက်တန်သွားလဲသာသနာတရားလုံးစာလူပြောင်းလို့လားဘယ်ပေါ်မူတည်သွားလဲအသုံးကြမကြပေါ်မှာမူတည်တယ်အဲ့ဒါတန်ဖိုးပဲတန်ဖိုးကိုဘာနဲ့တိုင်းမလဲအသုံးကြမကြကြည့်ပြီးတော့တိုင်းမယ်ဘယ်လိုလုံးမှအသုံးကြအသုံးချမှapply အရေးကြီးတယ်အသုံးချတတ်မှတန်ဖိုးစီကိုရောက်ရှင်းသလားအဲ့ဒါမနဲ့လင်းလာစားပြီးအိတ်လက်ဖိတ်ဆိုင်သွားအတင်းပြောပြန်ဘာမှမလုပ်တဲ့လူဘာအသုံးကြအဲ့ဒါကိုရက်သေးတဲ့လူတွေကသူ့မလေးစားကြဘူးတဲ့ပြောရင်လည်းပြောစကားနားမထောင်ကြဘူးတဲ့နားထောင်မှမလားတင်းဘာလုပ်နေလို့ရှင်းသလားအဲ့ဒါပဲလူတော်တော်ပဲပြောနေကြမလို့တပည့်တော်ကြအရေးလောက်တာမဟုတ်ဘူးလေလောက်ပါမလားမင်းဘာလုပ်နေလို့ရှင်းတယ်နော်ဟိုတိုင်းပြည်ကြီးလို့ပေါ့တော်တော်များများလာပြောဘုန်းကြီးရှေ့တော့ကောင်းတော့မှမထင်ပါဘူးဒါဖြင့်မင်းရောကောင်းအောင်ဘာလုပ်နေလို့သဘောပါလားကိုယ်တိုင်ကဘာမှမလုပ်ဘဲနဲ့ဘယ်တော့ကောင်းမှလဲပြောရမလားအဲ့ဒါပဲသာသနာလည်းဒီတိုင်းပဲသာသနာတန်ဖိုးရှိအောင်ဆိုတာသာသနာဘုရားရဲ့အဆုံးအမအတိုင်းလုပ်တယ်မလုပ်တယ်လာပြီဒီနေ့ကိုစောင့်ရှောက်နိုင်တဲ့လူအရေးကြီးတာဒါလိုသေးတယ်သဘောပါနော်ကိုလုံခြုံအောင်တန်ဖိုးရှိအောင်စောင့်ရှောက်နိုင်မှအများအကျိုးလဲဆောင်နိုင်မှာပေါ့ကျင်တဲ့လားရှင်းပြီကိုယ်တိုင်စွမ်းအားမရှိဘဲနဲ့သူများအကျိုးဆောင်ကျင်လို့တော့ဟုတ်သလားဒါစဉ်းစားဥစ္စာဒနာကတော့ကိုယ်အကျိုးစီးပွားအတွက်ပြည့်စုံအောင်သူလုပ်ပေးနိုင်တာစောင့်ရှောက်နိုင်သလားကောင်းပြီဒါဖြင့်ဆွေမျိုးညာတကာကရောဒီလိုစဉ်းစားရတဲ့အခုသားတော်သမီးကမရှိလို့ဒီအမွေတွေဘယင်သိမ့်သွားတယ်သားတော်သမီးကရှိခဲ့ဒီအမွေဆက်ခံမယ်ဆိုတော့သားတိုင်းသမီးတိုင်းကဖမွေမိမွေကိုအကောင်းတိုင်းဆက်ထိန်နိုင်သလားခုခေတ်လို့ဆိုအမွေလူတာနဲ့ကုံရုံးတဲ့ကကစားသွားရှင်းသလားဒါဖြင့်ဆွေမျိုးညာတကာကောစောင့်ရှောက်နိုင်သလားဘာလို့ဆိုဦးလေးကဥယျာဉ်ဦးလေးကဝိုက်မယ်အတော်ကဥယျာဉ်အတော်ကဝိုက်အကိုကဥယျာဉ်အကိုယူမယ်ညီကဥယျာဉ်ညီကဝိုက်ရှင်းလားဒါဖြင့်ဆွေမျိုးညာတကာကောစောင့်ရှောက်နိုင်သလားသိကြတယ်နော်ဆွေမျိုးတွေများလို့ဆွေကြီးမျိုးကြီးกว่าဆိုတော့မအိုပဲနေသလားမနာပဲနေမလားမသေးပဲနေမလားဒါပေမဲ့96ပါးယောဂတွေကိုကာကွယ်နိုင်သလားရှင်းတယ်နော်ကောင်းပြီဒီတော့ဆွေမျိုးကလည်းမစောင့်ရှောက်နိုင်ဘူးဆိုရင်ဓာလန်လက်နဲ့လေးများအဲ့ဒီလက်နဲ့ပစ္စည်းတွေကရောစောင့်ရှောက်နိုင်သလားနျူကလ িয়ার ဘုံတွေပါတယ်နဲ့တုံးကြည့်တွေပါတွေကဟောခင်ဗျားတို့စောင့်ရှောက်နိုင်သလားစောင့်ရှောက်နိုင်သလားကိုယ်ဘေးမှာကိုရံတော်တက်ကြီးမွေးတာကာကွယ်နိုင်မှာမလားအဲ့ဒါဥတုမင်္ဂလာစကားလို့မယူနဲ့ဒါကောသလမင်းကြီးကိုယ်တိုင်ဘုရားကိုရှောက်နေတာတပည့်တော်စစ်တက်ကြီးရလဲတပည့်တော်ကိုမစောင့်ရှောက်နိုင်ဘူးတဲ့ရှင်းသလားသဘောဟုတ်ပါသလားဒါအင်္ဂုတ္ထုပါဠိတော်မှာအသေးချာလာတာရှင်းတယ်နော်အတ္တတံဝရကိုစောင့်ရှောက်ဖို့ဗါလဲကြည့်အဲ့တော့ဒီဒါနလေးများလက်လက်တွေကလည်းကိုစောင့်ရှောက်ခြင်းကမစွမ်းနိုင်ရှင်းတယ်နော်ဘေးကအချွေရန်ကာရန်ထားတဲ့
စစ်တပ်ကြီးကလည်းကိုမဆောင်ရှောင်နိုင်ဘူးကောင်းပြီနောက်တစ်ဆင့်ထည့်လိုက်ဩဇာအာဏာဂုံပါဝါကကောစောင့်ရှောက်နိုင်သလားအဲ့ဒါတပည့်တော်စဉ်းစားမိတယ်တဲ့အဲ့တော့ယာတုဂုံသိန်းတွေကလည်းတပည့်တော်ကိုမစောင့်ရှောက်နိုင်ဘေးကကိုရံတော်တပ်ဖွဲ့တွေကလည်းမစောင့်ရှောက်နိုင်တက္ကထာလလေးများလက်လက်ကလည်းမစောင့်ရှောက်နိုင်ရှင်ဘုရင်တန်လည်းရှိကြိုင်ထားတာပဲစောင့်ရှောက်နိုင်သလားကောသလမင်းကြီးနောက်ဆုံးအခန်းကိုကြည့်လေနော်သူ့ရဲ့ချက်ဝတ်တန်စာတွေကောသလမင်းကြီးကဘုရားပေါ်မှာသိကြည်ညိုတာဘုရားကျောင်းတော်သားရောက်ပြီဆိုတာနဲ့သူစီးသွားတဲ့ဆင်းဘုရားကျောင်းကိုမြင်ရပြီဆိုဆင်းဘွားဆင်းတယ်ကျောင်းဘဝရောက်တဲ့သူမင်းဝတ်တန်စာအားလုံးကိုချွတ်ပြီးတော့ကိုရံတော်လက်ထက်ထည့်အစင်တန်စာမပါဘဲနဲ့ဘုရားထံကိုသွားရှင်းတယ်နော်ခုတော့မဟုတ်ပါဘူးခင်ဗျားတို့စကန်းလာဝင်တဲ့တောင်မှလက်ကောက်ကတလားနော်လက်စော့နဲ့တခါငကတ်တပြောင်ပြောင်နဲ့ပိုးဖဲကတိပါနဲ့ကျုပ်ကတော့ပြန်လို့ပြောတယ်။ဒါဆိုခင်ဗျားလုံခြုံရေးကျုပ်တာဝန်မယူနိုင်ဘူး။ရှင်းသလား။သဘောပေါက်သလား။ဦးဇင်းတို့မျိုးလာပြောပါတယ်။ဘုန်းကြီးကပြေလည်အောင်ပြောဘူးတဲ့ဒီပုဂ္ဂိုလ်ကသိချမ်းသာတာလေ။သူချမ်းသာတာငါနဲ့ပါဆိုင်ငါဘာလို့ပါပိတ်ရလဲမပြတ်။ရှင်းလား။ငွေကြေးနဲ့လည်းကျုပ်ကိုလာချုပ်ကြိုင်ဖို့မစင်စားနဲ့။ယာဒူးနဲ့လည်းချုပ်ကြိုင်ဖို့မစင်။ तू တိုင်းမှုဆိုတော့ဘာလို့မှငါအိုက်တိုင်းမှုပြန်ရှင်းလားသဘောပေါက်သလားငါသာသနာပြုနေတာဘယ်သူလက်အောက်မှာကြာမခံနိုင်ဘူးရှင်းတယ်နော်ဘုရားသားတော်ဆိုတာလူတကာရဲ့ရှိရနေတာရှင်းတယ်နော်အဲ့တော့ငွေနောက်လည်းငါမလိုက်နိုင်ဘူးယာရုနောက်လည်းမလိုက်နိုင်ဘူးရှင်းတယ်ကလားငါ့ကိုစောင့်ရှောက်ထားတာဘုရားရဲ့အဆုံးပါပဲရှင်းတယ်လားခုလည်းခင်ဗျားတို့ဗုဒ္ဓဘာသာတွေမဟုတ်ဘူးလားဗုဒ္ဓဘာသာဆိုတာဘယ်သူကိုးကွယ်တာလဲဘုရားကိုးကွယ်တယ်ဆိုတော့ဘုရားရဲ့တကိုးကိုကိုးကွယ်တာလားကံတော်ကိုးကွယ်တာလားဉာဏ်တော်ကိုးကွယ်တာလားဘာကိုးကွယ်တာဘုရားရဲ့ဗုဒ္ဓဘာသာဆိုတာဘာပြောတာလဲဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးသူပြန်ပြောအဲ့ဒါကိုဘာခေါ်လဲဒါအယက်ခေါ်ဗုဒ္ဓဘာသာတကယ်တော့ဗုဒ္ဓသာသနာဗါရဲလေဘုသူရဲ့အဆုံးအမအခုငါတို့လည်းနားထောင်ကြတခုပဲရှိဘာပဲနားထောင်ဘုရားစကားဘုရားဒါမလုံးတဲ့မလုံးဘုရားဒါလုံးဆိုလုံးမယ်ရှင်းသလားဘုရားစီဝါဖြစ်ရှင်ရေရာခြေလို့ပြောသလားမပြောမလို့ဘူးသိပါသေးမလို့ဘူးရှင်းသလားအနာယောဂဖြစ်ရင်တိုင်းရတဲ့ဆင်လှုပ်လိုက်ပြောသလားတိုင်းရတဲ့ဆင်လှုပ်လို့မပြောက်မလားအဲ့လိုသာပြောက်ကြီးဆိုဘိုးတော်မသာပဲရှိမလဲရှင်းသလားခုခင်ဗျားတို့ဗမာပြည်တဘိုးကြီးနေတဲ့အုံဖွက်ကိုတော်ကြီးတွေရှိသေးလားသူတို့ကသူတို့တော့မဆောက်ရှောက်နိုင်လို့သွားပြီအကုန်လုံးရှင်းသလားတာမညလည်းမရှိဖြူပေါ်ကျွန်းလည်းမရှိကုန်းလုံးလည်းမရှိဘူးတပားမရှိဘူးဟမ်သူတို့လက်နဲ့ပဲထိလိုက်ရင်ဘာဖြစ်တော့မှာလိုရှင်းသလားအုံဖွက်လောက်လိုက်ရင်သိဋ္ဌိပြီးတော့တာလိုသူတို့ဟာသူတို့တော့မဆောက်ရှောက်နိုင်လို့ပြန်တော်မူသွားပြီရှင်းလားအခုလည်းခင်ဗျားတို့ကိုကျုပ်ကလည်းမဆောက်ရှောက်နိုင်ဘူးရှင်းတယ်နော်ရှေ့ကလည်းမပေးဘူးနော်နေ့ပြန်လာခြင်းမလာမလာခြင်းနေရှင်းသလားဘယ်သူဆုံးမပြောမှာလဲဘုရားအဆုံးမခင်ဗျားတို့ကြက်အောင်ဟောမှာမဟုတ်ဘူးသိအောင်ဟောမှာရှင်းသလားရေးတာထဲမှာလည်းဒီတိုင်းပဲအဲ့တော့ဘုံဘုံတပည့်တော်မေမျိုးကစကန်းဝင်မလို့မှတ်မိသလားတော့မလုံးနဲ့ sorry ပဲနော်ဘယ်မျိုးကဘသူကိုမှမှတ်မထားဘူးဘာလို့နေရာပေးစရာမရှိလို့ရှင်းတယ်နော်အဲ့တော့ဟိုရောက်လာရင်သူ့ရဲ့နဲ့သူရောက်အောင်လားကြိုရောက်လို့လည်းလက်မခံဘူးနော်နောက်ကြမှရောက်လာရင်လည်း sorry ပဲသူ့ရဲ့နဲ့သူရောက်အောင်လားအချိန်မီနေရာရရင်စကန်းဝင်လို့ရနေရာမရရင်တော့ဘယ်ဖုံကမှမတတ်နိုင်ကျင်းတယ်လားအဲ့ဒါပဲမန္တလေးမြို့ကလူလည်းကြိုစရင်ခုတကြံစကန်းပြီးသွားတော့တကြံစကန်းဆိုရင်လူများတယ်မန္တလေးကလူတွေကချိုးတင်စရင်ပေးခြင်းနဲ့ပြန်လက်မကတော့ဘာလို့ချိုးတင်စရင်ပေးရင်တပည့်တော်တို့ဘယ်နေရာတော့ဆိုတော့ခတ်ပြီးယူသွားမှာဆိုအကြောင်းပိုင်သိမ့်မယ်မပေးဘူးကျင်းတယ်လားစကန်းမနေ့ပြန်ဖွင့်မယ်ဒီနေ့ညနေရအောင်လာခဲ့နေရာအရင်ကြည့်မယ်နေရာရရင်စရင်လာပေးလိုက်ရောသွားတော့အဲ့တော့ဘယ်နေရာရနေမယ်ဆိုရင်သစ်ပင်ရိပ်အောက်ပါကြီးကျက်နေအဲ့ဒါပြီးလာလူ1900ကျော်ဖြစ်သလိုနေသွားတယ်
ကျောင်းလေး5 8ဆောင်သဘောပါတယ်နော်ကျိုးတင်စရင်လက်ခံရင်နေရဟာတွေရအောင်မလားမအားမလားတဲ့လူတွေရအောင်မလားဟိုအားနေတဲ့ဘော်ကြောတွေပဲအကုန်စရင်ယူသွားပြီးတော့ကျောင်းကြတော့အဟုတ်လှုပ်တာမဟုတ်ဘူးလားသဘောပါလားစကားဝင်လာတဲ့အိမ်တောင်ပြောင်းလာတာကြာနေပဲတခါတဲ့ဟင်စိန်ခံပစ္စည်းအစုံနဲ့ဒီလိုလူမျိုးတို့ကျောင်းမှာလက်မခံရှင်းတယ်နော်အဲဒါကြောင့်ခုချိန်ဒီသူမင်္ဂလာလည်းပေးဆွတ်ပါပဲဆုတ်ရှင်ဆုတ်ပါစေသာသနာကိုဘယ်လိုပြုရတယ်ဆိုတာသက်သေပြခဲ့ရှင်းတယ်လားအမေအတွက်ကျောင်းလာဆောက်ရှင်လို့ဟာမေမေရဘယ်မှာတော့အိမ်မှာတဲ့အသက်ကကြီးပြီအဲဒါကြောင့်ဘုန်းကြီးကျောင်းနဲ့ကျောင်းဆောက်မလို့ဘယ်သူအတွက်အမေအတွက်ပြန်တော့တက်တော်တဲ့နေရာတနေရာဝယ်ပြီးဆောက်ပေးလိုက်မင်းအမေအတွက်ငါကျောင်းထဲမှာကျောင်းဆောက်เสียနေရာမရှိဘူးရှင်းလားတပည့်တော်ကြီးရတရားထုတ်အောင်ကမ္မထမ်းကျောင်းလေးဘုန်းကြီးကျောင်းနဲ့လာဆောက်မလို့ဘယ်သူအတွက်တော့တပည့်တော်အတွက်ပြန်တော့ရှင်းလားကျောင်းကဆောက်ပြီးပြီဆိုတာနဲ့ဘုန်းကြီးလက်ထက်ငါဖို့ဖို့သုံးမင်းတို့နဲ့မဆိုင်ရှင်းတယ်နော်ဘုရားဘာသာကြီးရဲ့အလှပေးတာကျောင်းတော့ခတ်တာငါကျောင်းပြီးကျောင်းစားသေးတယ်ရိတ်တာတဲ့အကြောင်းရှင်းလားငါတို့လက်ထက်မှာဖြစ်မခံနိုင်ဘူးသာသနာမြေကိုငါတို့ငှားလည်းမငှားဘူးရောင်းလည်းမရောင်းဘူးရှင်းတယ်နော်ဘသူဆုံးမနားထောင်ဘသူလာမလာငါနားထဲမှာဘုရားဆုံးမပဲရှိငါရင်ထဲမှာဘုရားဆုံးမပဲသိမ့်ထားတယ်ကဲတော့ရှင်းတယ်နော်ငွေနဲ့လည်းမလာနဲ့ယာရုနဲ့လည်းမလာနဲ့လက်မကမ်းတို့မှလုံခြုံရေးအပြည့်ရှိဘာအပြည့်ရှိဘာဘုရားဆုံးမရင်ထဲမှာရှိဘသူမှကြောက်เสียမလို့ဘသူမှခါเสียလဲရှင်းလားသဘောပေါက်သလားအဲ့တော့အခုခင်ဗျားတို့ဗုဒ္ဓဘာသာဆိုတာဘာကိုကိုးကွယ်ရမလဲဘုရားတကိုးလားဟိုဘုရားတကိုးကြီးလို့လေလိုက်ပြန်ပြီဟမ်သိပြန်ပြီကားမောက်ပြီးတော့ရှင်းသလားသဘောပေါက်သလားဟိုယုတ်ထုကတကိုးပြသလိုလို့ဒီယုတ်ထုကတကိုးပြသလားဘုရားတကိုးရှိသေးလားဟုတ်ရှိတော့အားလုံးမလားဘုရားတကိုးရှိသေးလားမရှိတော့ဘာပဲရှိတယ်အဆုံးမပဲအဲ့ဒီအဆုံးမကိုတကိုးလို့ဆိုခြင်းဆိုရတယ်အဲ့ဒါလက်ခံရှင်းလားအားလုံးရှင်းတတ်သလားတို့ဘုရားဖန်ဆင်းရှင်ကဲတင်ရှင်လားလမ်းညွန်ပြတဲ့ပုဂ္ဂိုလ်လားကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်မကောင်းတာလုပ်ရင်အဲ့ဒါဘယ်သူညွန်သွားတာလဲယုံသလားမကောင်းတာလုပ်ပြီးကောင်းကျိုးပေးတယ်လို့မရှိရရသလားမကောင်းတာလုပ်လို့ကောင်းကျိုးပေးတယ်လို့ဘယ်တော့အခါမှမရှိယုံသလားမကောင်းတာလုပ်ရင်မကောင်းကျိုးပဲပြီးကောင်းတာလုပ်ရင်ရှင်းတယ်နော်ဒါပေမဲ့အခုဝက်ကန်ထရက်ကြီးဘာလို့ချမ်းသာနေတာလို့မေးစရာရှိတယ်ဝက်ကန်ထရက်ကသာသငါးသက်တဲ့အာကုသိုလ်ကတစ်ပိုင်းခုပစ္စည်းဥစ္စာချမ်းသာတာကတစ်ပိုင်းဟုတ်ပြီနော်သူ့အကြောင်းနဲ့သူရှိတယ်အတိတ်ကံကြောင့်ဥစ္စာဒနာပြည့်စုံဥစ္စာဒနာပေါ်ကျွယ်ဝတာစီးပွားလုတ်တိုင်းဖြစ်နေတာဟာဘယ်အကြောင်းကြောင့်အတိတ်ကြီးပဲလုံးမချမ်းနဲ့အတိတ်ကဒါနအကြောင်းကြောင့်ဘာအကြောင်းကြောင့်ပစ္စည်းဥစ္စာရဲ့အကြောင်းရင်းဟာဒါနမျိုးစိတ်အောင်မှပစ္စည်းဥစ္စာရရှင်းလားဘယ်သူမှမလူဘူးမပေးဘူးမကမ်းဘူးနဲ့ဘယ်သူမှစီးပွားရှာလို့မရဝရိယအကျိုးမငတ်ရုံမရရှင်းသလားဝက်ကန်ထရိုက်လို့ဝက်သက်တာကသူများအသက်သတ်တဲ့အကုသိုလ်သီလပျက်စီးတယ်ဟုတ်ပြီနော်အဲ့တော့ဥစ္စာဒနာရဲ့အကြောင်းရင်းဟာဒါနအခုတချို့အသက်ရှည်ပြီးတချို့ကျတော့အသက်တူတချို့အနာယောဂများပြီးတချို့ကျတော့အနာယောဂကင်းမရှိဘူးလားတချို့ထိကနေရှိထိပြီးခိုက်ပြီးပုံးပြီးပဲ့ပြီးမရှိဘူးလားတချို့ကျတော့ထိခိုက်ပုံးပဲ့ရှမ်းနာကိုမရှိဘူးအဲ့တော့တချို့ကျတော့လူချစ်လူခင်ပေါ်တယ်မျက်နှာမြင်လိုက်တာနဲ့ချစ်ခင်တဲ့လူဟောတယ်တချို့ကျတော့မျက်နှာမြင်တာနဲ့သဘောပါလားအဲ့ဒါပါလဲဆိုသီလအဲ့ဒါပါလဲသီလအကြောင်းမကောင်းရင်အန္တရာယ်လည်းမကင်းဘူးဘေးလည်းမရှိဘူးအသက်တူရအနာရောဂါများရအဲ့ဒါပါလဲသီလအဲ့တော့ခုနဝက်သက်နေတာပါလဲသီလ
ရှင်းသလားသူများအသက်တတ်တဲ့အာကုသိုလ်ကဘဝဆက်တိုင်းအသက်တူပါသေသည်တခြားမဲ့နဲ့ပဲရောက်ငရဲရောက်အဲ့ဒီအာကုသိုလ်ကအကျိုးမပေးခင်လေးမှာဒါနမျိုးစိအောင်နေလို့ရွှေတွဲလဲငွေတွဲလဲဖြစ်နေတာအာမကြလိုက်ပါနဲ့ဝက်လို့သေးရပါလိမ့်မယ်ရှင်းလားသဘောပေါက်သလားအဲ့တော့မကောင်းမှုဟာကောင်းကျိုးပေးတယ်လို့မရှိအဲ့ဒါမယုံမဲနဲ့ဗုဒ္ဓဘာသာလို့မအော်ပါနဲ့ရှင်းသလားကောင်းမှုဟာလဲဆိုးကျိုးပေးတယ်လို့ကောင်းမှုကုသိုလ်ဆိုတာအပြစ်လဲကင်းတယ်ကောင်းကျိုးချမ်းသာကိုလည်းပေးတယ်အကုသိုလ်ဆိုတာအပြစ်လည်းရှိတယ်ဆင်းရဲကိုလည်းပေးတယ်အပြစ်ရှိပြီးဆင်းရဲပေးတာပါလေအကုသိုလ်အပြစ်ကင်းပြီးချမ်းသာပေးတာကကြည်ရသလားသဘောပေါက်တယ်နော်ကြည်ဒီလောက်နဲ့ပဲနောက်နေ့ဖြည့်ဆွဲပြောမယ်လောလောဆယ်ဒါလေးပြီးအောင်ပြောလိုက်ချက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိမှာကောသလမင်းကြီးကကိုစောင့်ရှောက်တဲ့လူဆိုတာတဲ့စောင့်ရှောက်နိုင်ဖို့ဆိုတာငွေကြေးနဲ့လည်းမဖြစ်နိုင်ဘူးဟုတ်ပြီနော်ယာရုဂုံသိန်းနဲ့လည်းမဖြစ်နိုင်ဘူးဒါလန်လေးများလက်နဲ့တွေနဲ့လည်းကိုရံတော်ကိုစောင့်တတ်တွေနဲ့လည်းမဖြစ်နိုင်ဘူးတဲ့အဲ့တော့တပည့်တော်တခုစဉ်းစားမိတာရှိတယ်ကိုစောင့်ရှောက်တဲ့လူဆိုတာတဲ့တိကာယကံဝစီကံမနောကံသီလလုံခြုံအောင်စောင့်ထိန်တဲ့ပုဂ္ဂိုလ်ဟာကိုစောင့်ရှောက်တဲ့လူပဲလို့ဘုရားတပည့်တော်ဒီလိုမြင်တယ်အဲ့ဒါအရှင်ဘုရားသဘောပဲရတယ်လေအဲ့တော့အရှင်ဘုရားသဘောကိုခဏတာခင်ဗျားတို့သဘောမေးကြည့်နော်ကိုထိမ့်သိမ်းစောင့်ရှောက်တယ်ဆိုတာဘာလုံအောင်ထိမ့်ရမလဲသီလလုံအောင်ထိမ့်တဲ့လူကကိုစောင့်ရှောက်နိုင်သလားမစောင့်ရှောက်နိုင်ဘူးဟုတ်ပါမလားကိုကသူများအသက်မတတ်ရင်ကိုယ့်အသက်ကိုလည်းသူများဘယ်တော့မှသူများအသက်ကိုရမရှာဘူးရင်ကိုရရှာပဲလူလေရှင်းသလားတိုက်ကွန်းနှစ်ခုချာဖြစ်ကွင်းနဲ့ရောက်သွားတာတော့မသိဘာလို့မသိသလဲသူများအသက်မတတ်ခဲ့ဘူးလို့ကြည်ရသလားကြည်စံပြီးစိများဆောင်ထားလို့ဘုံဖွက်ဂါထာတွေများတက်လို့လားဂါထာမန္တရားကကာကွယ်စောင့်ရှောက်နိုင်သလားအဆောင်အေးအိုင်ခလက်လက်ဖွဲ့ကစောင့်ရှောက်နိုင်သလားဘယ်သူကစောင့်ရှောက်ကိုကဘသူအတင်းမှပြောမထားရင်ကိုအတင်းလဲဘသူမှအခုခင်ဗျားတို့ကိုအတင်းပြောတာသိလားတူနဲ့သဘောတော့ကုန်သိပါတယ်နော်ကိုလမ်းဖြတ်လျှောက်တော့ဘေးကခေါင်းချင်းဆိုင်ပြီးသားမင်းခွန်းဘုံမရင်ငါအတင်းပြောနေမလားဘူးလားဘာလို့သူတို့အတင်းပြောမှန်းသိတယ်ကိုအတင်းပြောဘူးလို့သိတာပေါ့ရှင်းသလားဟုတ်ဘူးဗျာတပည့်တော်မချင်တယ်လို့တပည့်တော်ကိုဂျိုကြည့်ကြည့်နေတာသူဂျိုကြည့်ကြည့်တာဘာလို့သိလဲကိုကကြည့်လို့သိတာကိုကြည့်တယ်လို့သိတာပေါ့ကိုကကြွယ်ကြည့်ကြည့်လို့သူဂျိုကြည့်ကြည့်မှသိတာပေါ့ရှင်းသလားသဘောပေါက်သလားအဲ့သူများမျက်စောင်းထိုးဘာလို့ခံကိုမျက်စောင်းထိုးခဲ့လို့ပေါ့ဗျာရှင်းသလားအကြောင်းရှိမှအကြောင်းမရှိရင်အဲ့ဒါပရိစ္ဆေသမုပ္ပါခေါ်တာပဲသဝိုင်းကြီးတော့ထောင်ထားတယ်ကိုတော့ပရိစ္ဆေသမုပ္ပါလည်းဟောမသွားဘူးပြောနေမှာဆိုလို့အဲ့ဒါပရိစ္ဆေသမုပ္ပါရှင်းသလားဘုရားနေကိုတော်ကြီးတွေအကျုပ်ပြောအောင်ပါမှာပရိစ္ဆေသမုပ္ပါနာကြလို့လားပဲဘုန်းကြီးကပရိစ္ဆေသမုပ္ပါလည်းမပြောဘူးအဲ့ဒါပရိစ္ဆေသမုပ္ပါပဲရှင်းသလားအကြောင်းရှိမှအကြောင်းမရှိရင်အကြောင်းဖြစ်ရင်ကြည်ရတယ်နော်အဲ့တော့ကိုကသူများဥစ္စာခိုးမထားရင်သူတို့တို့တရားနာလာတော့ကိုဖက်နဲ့ကိုစိတ်ချရသလားအဲ့ဒါပဲခိုးထားလို့ရှင်းသလားသဘောပါလားနော်မလေးထားမပြည့်ရပါဘူးမလေးဟိုနာလိဟိုနာကြောင်ထိုးအောင်မလို့ဖက်နဲ့တောင်ဘယ်နဲ့ထားမှာမလေးရှင်းသလားမင်းမျိုးကတော့ဂုံတီရရှိအစင်တမ်းမြင့်တဲ့လူတွေကြီးနေတာပဲမခိုးတော့ပါဘူးဟုတ်လားလုံကြရလားမလေးဘ
ဘုန်းကြီးကျောင်းနဲ့ကုတီတောင်တော့ခတ်ထားတာတွေ့ကြတယ်သိကျုပ်ကလည်းကုတီတော့ခတ်တာတော့မုန်းတာမရှိဘူးနော်အဲ့တော့ရောက်ရအရမှာဗမာတနိုင်ငံလုံးသွားလိုက်ရင်ကုတီတော့ကောင်းနေရတာကအဓိပ္ပာယ်မရှိတော့ရှင်းလားအဲ့တော့ခင်ဗျားတို့ရဲ့သီလဘယ်လောက်ကောင်းတယ်မကောင်းတယ်ဆိုတော့ဘုန်းကြီးကျောင်းတွေကကုတီတော့ခတ်ထားတာကြည့်ရင်သိရှင်းသလားဟဲ့ဗမာပြည်ဘယ်လောက်ချွတ်ချုံကြနေလဲဆိုကုတီတောင်တော့ခတ်ရှင်းသလားမွဲတယ်မမွဲတယ်တော့အဲ့ဒါကြည့်တော့ရှင်းတယ်နော်ဟိုးမဲ့ဥဒ္ဒရောပခုတ်ကူကနေညောင်ဦးကတရားဟောပြီးတော့မုံရွာကိုတရားပွဲကူးဖို့ပခုတ်ကူဇက်စိတ်သွားအဲဇက်စိတ်မှာဇက်ကစောင့်နေရတာကြတော့ကုတီတက်ချက်မေးလိုက်မေးတယ်ကုတီတွေရှိတယ်စားတော့ဆိုင်တယ်ကုတီဖွင့်ပေးပါပြောတယ်ဖွင့်မပေးဘူးဗျဟမ်မြေစိတ်နားမှာရှိတဲ့ကုတီဆိုကြည့်တယ်ရောဗမာပြည်ကုတီတောင်ကစီနေကုန်ပါလို့လားသဘောပါလားအဲ့ဒါရဟန်းဘယ်နှသွားမှမသိမဟုတ်ပါဘူးကွာလို့လမ်းဘေးငါသင်္ကန်းကြီးနဲ့ထိုင်မကောင်းလို့ပါရှက်လို့တော့မဟုတ်ဘူးနော်ဟမ်တော့ရှက်တာမျက်နှာကပဲဆိုသပိတ်စွပ်ပြီးထိုင်လိုက်မှာတန်ဃာရမနေတဲ့မကောင်းတဲ့လို့ဟဲ့အောင်နေဖွင့်မလားမဖွင့်ဘူးလားဆိုမှဖွင့်ပေးတယ်သဘောပါလားကြီးအဲ့တော့ဒုဗမာပြည်တိုးတက်နေတာလားဆိုးရုံနေတာလားဟိုကိုရီးယားမယ်ကိုရီးယားဆိုတာသူများရောက်တာပြောဘူးတယ်ပါခုတို့ကိုရောက်ဘူးတဲ့နိုင်ငံလောက်ဆိုဒီနာနီးစပ်ရတရုတ်ပြည်နဲ့ယူရီးယားပြောရမှာပေါ့ကိုရီးယားမယ်ကားရနားတဲ့စခန်းမှာကုတီကန်းဟာအနည်းဆုံး10ပေနဲ့15ပေကျယ်တချို့နေရာပေ30တောင်ကျယ်သေးအထဲထဲမှာတန့်ရှင်းစင်ကြယ်စရာလက်ဆေးစရာဆပ်ပြာပါညာမျက်နှာသုတ်စရာကစပြီးတော့အထူးတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖရီးတဲ့စရိတ်ပေးစရာမလိုနည်းနည်းလေးပဲကွာပါဒီကထရံစုပ်တောင်တော့ခတ်တာရှင်းသလားတို့လှုပ်เสียရအများကြီးကြံသေးတယ်နော်ပေါ့မလို့ကြတယ်ပေါ့မလို့ကြတယ်ကျုပ်ကတော့လှုပ်เสียရတဲ့ဘုန်းကြီးအဲ့တော့ဘုန်းကြီးတဲ့ကျောင်းမှာဘာလို့အခုရေလူးနေတယ်ဆေးကန်းလေးဖွင့်လာတာဟုတ်တယ်ဆေးကန်းဆေးပရိသပင်ရှိတယ်အဲ့ဒါဘာလို့မလို့လဲကျုပ်ကနောက်ကိုတရက်ကွက်လုံးအခမဲ့တက်နိုင်ရင်တနိုင်ငံလုံးအခမဲ့ကုကျင်သေးတာဗုဒ္ဓဘာသာနိုင်ငံဒီလိုကိုထွန်းကားနေရအခုကရေတောင်ဝယ်သုံးနေရရှင်းလားအဲ့ဒါတရားရှိလို့လားမရှိလို့ဘုရားဆုံးမလိုက်နာလို့လားမလိုက်နာလို့တကယ်လားလိုက်နာနေရင်ဒိတ်တန်းကဖြစ်နေရရှင်းသလားသဘောပါလားနော်အဲ့တော့သီလရှိမှဘသူကိုဘသူစောင့်ရှောက်နိုင်သိကြသလားကိုကသူများကိုမျက်စောင်းထိုးခဲ့ရင်ကိုကသူများကိုညှဉ်းပန်းနှိပ်စက်ခဲ့ရင်သူများပစ္စည်းကိုကခိုးခဲ့ရင်တို့ခင်ဗျားတို့ပစ္စည်းဥစ္စာတွေတစ်ခါတည်းကိုကြပေါက်ဒီကြပြောက်ဟိုမိတ်ထားခဲ့ဒီမိတ်ထားခဲ့မရှိဘူးလားအေးအဲ့ဒါသခိုးပြစ်သခိုးတန်သိရှင်းလားပစ္စည်းဥစ္စာခိုးဘူးတဲ့လူကဥစ္စာမမြဲဘာဖြစ်လဲထိတ်ကနေရှိကြပြောက်ပြီထိတ်ကနေရှိမေးခဲ့ပြီရှင်းလားကြုံဘူးလားဘယ်လိုတော့မသိဥဒုမင်္ဂလာတို့တော့ငငယ်လေးကလေးမိုးကုတ်မြို့မှာမိုးကုတ်သားအလူဟေးဆိုသွားသားပါ2ယောက်ခဏပြောက်တာရှည်ဆုံးကသဘောပါလားသီလစင်ကြယ်ခဲ့ပုံပြောပါတယ်နော်ဟမ်မိုးကသခိုးပေါ်လို့ထင်တယ်မဟုတ်ဘူးဘာကြောင့်ကိုယ်တိုင်ကသီလမစင်ကြယ်ဆိုကိုယ်ပစ္စည်းရှည်ဆုံးကပြောက်နော်ဘယ်နေရာသွားလိုက်တခုခုတော့ကြမ်းနေကြတာဘာဖြစ်လို့ဆိုတော့အေးအဲ့ဒါပစ္စည်းဥစ္စာမမြဲတာသိကြည်သလားအကြောင်းကောင်းမှတရားလောက်တာတော့တရားလောက်တာတော့ဒီနေ့ဖောင်ဒေးရှင်းပဲဒီအရှိကနေမေ့ပလိုက်ရင်ခင်ဗျားတို့ရှေ့ဆက်တရားဟောလို့မရဘူးအကြောင်းကောင်းမှအကြောင်းရှိရင်အကြောင်းမရှိရင်အကြောင်းမစင်ကြယ်ရင်ကြည်သလားကိုကသူများသားမရမစော်ကားဘူးရင်ရှင်းသလားအန္တရာယ်ကင်းပေးရှင်းမှုဆိုကိုကသမီးလည်းစိတ်မချသားလည်းကိုသားလေးနဲ့တန်ဖိုးရှိတယ်ဆိုရင်ဘယ်သွားနောက်ကအရေးကြီးကြည့်နေရတယ်ဘာလို့သူများတုတ်သွားမှာဆိုလို့ဘာလို့ခုခေတ်ကလည်းကိုရီးယားကခေတ်စားနေတော့ယောက်ျားလေးတွေကလိုက်ပြောစရာမလိုရှင်းသလားအခုခေတ်ကလူမျိုးအမေဟာဟုတ်လားဆန်တစိမ့်နဲ့မဲဒါလေးကုန်သိပုံးအေးရမှအချိန်တွေရောက်တယ်ကျင်းတယ်နော်
အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကိုသားသမီးစိတ်မချရတာဟာသူများသားမရဘူးပြစ်မှားစော်ကားခဲ့လို့ရှင်းသလားမဟုတ်ရင်ကိုသားသမီးကိုလည်းယုံတယ်မလေးကျုပ်သားကျုပ်ယုံမိတာဘယ်တော့ဘာမှမကောင်းတာသူကွာမလို့ယုံရရှင်းတယ်နော်သဘောကောပါလားအကြောင်းကောင်းမှအဲ့တော့ကိုစောင့်ရှောက်နိုင်ဖို့မလို့သီလလုံအောင်ထင်ရစင်ကြယ်အောင်ထင်ရဇောတိကသတိဆိုတာကြားဘူးလားဇောတိကသတိအိမ်ဆောင်လို့ဆိုပြီးတော့သူအရွယ်ရောက်တဲ့အချိန်သူမိဘတွေဆုံးသွားအမွေတွေအကုန်ရလိုက်အဲ့တော့အမွေပစ္စည်းရလိုက်အမတန်ပေါ်လုံးတော့တတိယသူ့အတွက်နေရာဆောက်ဖို့ကရှင်ဘုရင်ရွေးပေးရရွေးပြီးတော့ဒီနေရာ16မင်းပယ်တဲ့နေရာတိုင်းကြီး16တိုင်းရှိတာဟုတ်ဗျအဲ့ဒီ16မင်းအသုံးမပြုတဲ့နေရာဒီနေရာတော့လွတ်တယ်အဲ့တော့မင်းအဲ့နာဆောက်ပြောတော့ဆောက်မလို့မြေရှင်းတာအောက်ကဗိမာန်ထွက်လာခုခေတ်ဘလူးရှိ့တိုက်3နှစ်ဆောက်လို့လည်းမပြီးဘူး4နှစ်ဆောက်လို့လည်းမပြီးဘူးတချို့10နှစ်ဆောက်နေရတယ်ရှိသေးတယ်ဘိလမြေကလည်း20လောက်ပဲခံတာဆို10နှစ်ဆောက်တာဆိုတော့ဘောပါလားဘိလမြေကလည်းဘယ်ဟာမှအစ်စ်မဟုတ်ဘူးကြောင်းမုံကတဝက်ပါနော်စိတ်ယုံမှထုတ်ကြတဲ့အကြောင်းမုံကတဝက်ပါတယ်ဆိုင်ရောက်တော့တဝက်ရောတယ်ဆိုတော့တို့စီရောက်တာအကြောင်းမုံကြီးပါပဲရှင်းသလားအဲ့တော့တန်ပင်လဲထုံဒီ၎င်းဆိုတော့သူတို့မပြောပါနဲ့တော့အဲ့ဒီလိုမစင်ကြယ်တဲ့ပစ္စည်းရတာဘယ်သူကြောင့်ကိုအကြောင်းမကောင်းလို့သူများလည်းညှို့ထိုးမလို့နဲ့ကိုယ့်ဥစ္စာပြင်ကြစို့ရှင်းသလားဟိုလူမကောင်းဘူးဒီလူမကောင်းဘူးပြောရင်ဘယ်သူကောင်းလို့ဘယ်သူမှမကောင်းဘူးရှင်းသလားဘယ်သူမှမကောင်းတော့ဘယ်ဟာမှဒီတိုင်းပဲနေကြမလားကောင်းအောင်လုပ်ဘယ်တော့ကောင်းမလဲဘယ်တော့ကောင်းမလဲစဉ်းစားသမှာဘယ်တော့ကောင်းမလဲကောင်းလုပ်တဲ့နေ့ကစပြီးအဲ့လိုပြည့်စုံအောင်လုပ်စမ်းပါဟိုကဆက်ဖြေမလားလို့ဟိုမှာဒီနေ့ကစဝင်းတို့ကဘာလုပ်နေလို့ဒီနေ့ကစဟမ်ဘယ်တော့ကောင်းမှာရှင်းသလားဘသူကိုဘသူရင်စပြန်ခုခင်ဗျားတို့ကကိုယ့်ဘက်ကိုလဲသလားသူများဘက်လဲရက်ွက်လူကြီးလည်းမကောင်းဘူးမဝတ္တလည်းမကောင်းဘူးခဝတ္တလည်းမကောင်းဘူးတကောင်မှမကောင်းဘူးဟုတ်လားအဲ့မင်းကောကိုလည်းတယောက်မှမကောင်းမနဲ့သူများမကောင်းတာပြောမလားကိုကကိုမကောင်းတာပြင်ရမှာရှင်းသလားအဲ့ဒါဘယ်နိုင်ငံဘယ်နာရောက်ဒီတိုင်းပြောနေတာပဲဒီလိုရက်ွက်ကမကောင်းဘူးဆိုတော့ဟိုဘက်ရက်ွက်လည်းဒီတိုင်းပဲလို့ရှင်းသလားအဲ့တော့ဘယ်သူကောင်းအောင်လုပ်ရမပြင်မဲနဲ့တော့ရှင်းတယ်လားအဲ့တော့ဟိုလူတွေလူလိုက်ပြီးအပြစ်တင်နေရမှာလားတော့ပါလေနော်အဲ့တော့အခုဘယ်သူမကောင်းလို့မကောင်းတာတရားခံတွေ့ပြီနော်အခုမှတရားခံတွေ့တာတရားခံဘယ်သူလဲဟမ်ဘယ်တော့အခုလုံခြုံရေးမရှိတာဘယ်သူလို့တရားခံဘယ်သူလို့ခုခင်ဗျအိမ်ကောစိတ်ချလက်ချထားလို့ရလားသာသမီရောစိတ်ချလက်ချထားလို့ရလားနေပါမြတ်ကိုစိတ်ချသလားဟမ်ဒါပေမဲ့တရားခံမသူလို့ရှင်းသလားတရားခံမသူလဲတပည့်တော်တို့ပါပဲဖေရလုပ်ပါမလေးတင်းနေရတယ်မျိုးဟာလေဟမ်တရားခံမသူလဲမိမလားတရားခံဘသူမကောင်းတာတော့အဲ့တော့ရှင်းတော့စာစိုးစကားရှိပါတယ်ကိုကောင်းရင်အမဲဒါလည်းကုန်တတ်တယ်အဲ့တော့အခုခင်ဗျားတို့ကောင်းတယ်ဘာလို့ရွေးကုန်ရှင်းသလားသဘောပေါက်သလားဒါပေမဲ့ကောင်းအောင်စောင့်နေရမလားကောင်းအောင်ပြင်ရမှာဟောခင်ဗျားတို့ကျတော့လက်သုံးစားတာလက်သုံးစကားကူကဖြစ်သမျှအကြောင်းအဲ့ဒါအညွန့်တုံးတာနော်အဲ့ဒါအညွန့်တုံးနေတာအဲ့တော့ဘလုံးနေဖြစ်သမျှအကြောင်းအကောင်းကြီးပဲဘိဇာသာနဲ့လားသဘောပါလားဘာလို့ကောင်းအောင်လုပ်ဖို့အာမမပါပဲတပည့်တော်လုံနေရတာဗျာလုံနေတဲ့လူတွေလည်းသွားကြည့်လိုက်စိတ်တက်ကိုကြာနေတာပဲဆိုမင်းကဘယ်လောက်လုံပြီးပြီလဲရှင်းသလားဘာမှမလုပ်ရသေးဘူးစိတ်တက်ကြတာအရှိရကျုပ်เจ้าကယောဂီတွေပြောပါတယ်သဘောပါလား
အဲ့ဒါကြောင့်လားပြိတ္တရားတို့ဘုန်းကြီးပြိပြောဘာမှမတွေ့အောင်မင်းဒီစကံဘဏ္ဍခါဝင်မှုလို့ဒီတစ်ခါပဲဒီတစ်ခါ10ရက်စကံမှာမင်းဘယ်လောက်ကြိုးကြိုးစားလို့လဲဆိုတပြီးတော့ရှေ့ပိုင်းတော့ဘာလို့မှမသိရနဲ့ဝိလေကြောင်မနဲ့ဒီ9ရက်လောက်ကလည်း2ရက်လောက်ကကောင်းကောင်းနေမကောင်းတာနဲ့ဘာမှမလုပ်ရသေးဘူးကောင်းကြည့်သေးရမလားဟဲ့အဲ့တော့ကောင်းအောင်စောင့်နေရမလားကောင်းအောင်လုပ်ရမှာအဲ့တော့တရားရှိပြင်လိုက်ဖြစ်သမျှအကြောင်းအကောင်းကြီးပဲမလုပ်နဲ့ဖြစ်သမျှအကြောင်းကိုမကောင်းအောင်လုပ်ပါရှင်းသလားဖြစ်သမျှအကြောင်းကိုအဲ့ဒါမှကိုစောင့်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်ရှင်းသလားဟဲ့သဘောကောပါသလားအားလုံးရှင်းတယ်နော်အဲဒီနေ့လူတကာကြီးလို့တို့ပြောမွေးတော်ကြီးမွေးနေ့89နှစ်မြောက်ဟုတ်ကလားမွေးနေ့အတွက်ကုသိုလ်လုပ်ပေးတာဒါသားတို့ရဲ့ဝတ္တရားရှိတဲ့အတိုင်းပေါ့လေအဲ့တော့မေတော်ကြီးကဘယ်လောက်ရှိ89နှစ်မွေးနေ့နော်မွေးနေ့လို့တော့ပြောကမထင်ဘူးနော်88ကနေ89ဖြစ်လာတယ်ဆိုတော့တေကနီးနေဘယ်လိုလုပ်ကြမလဲဟမ်ဒီဘုန်းကြီးနဲ့မပြေလဲပြန်တော့မယ်နည်းဗျဟမ်ပြေလဲသလားပြောမှကျုပ်ကတော့ဘယ်သူမျက်နှာမှမထောက်ဘူးပြောစရာရှိတာပြောအောင်ရှင်းသလားဒါအလူတကာပဲအဲ့တော့အလူတကာလူမလူရလဲကျုပ်နဲ့မဆိုင်ရှင်းသလားမွေးနေ့ဖြစ်လာတာလားတေကနီးလာတာမမေ့နဲ့ဟမ်အခုကြံကြရင်ခင်ဗျားတို့နှစ်တိုင်းမပြောကြဘူးလားနှစ်သေးကူးတာမကူးပါဘူး1368ကနေဘာဖြစ်1300သိသွားတာလားဟောင်းသွားတာနံပါတ်တွေတိုးလာတာအိုးလာတာခင်ဗျနှစ်သိကူးတာမဟုတ်ပါဘူးရှင်းသလားကိုယ်တိုင်လည်းပြန်ကြည့်တော့25နှစ်ကနေ42နှစ်ကနေဒါပြန်သိဖို့ဝေးလာတာသေကနီးလာအဲ့ဒါကြံကြပြောကြတာနှစ်သိကူးတော့မှမို့လို့ဆိုပါဆိုသေကနီးပြောရှင်းသလားဘာပြောတာမအိမ်မှာအိုးလေးတွေတောင်ထည့်ကြိုလိုက်သေးတယ်ဘာကြိုတာလို့ဆိုကြံကြိုတာဘာကြိုတာလဲမဟုတ်ဘူးသေမင်းကြိုတာရှင်းလားသဘောကောပေါက်သလားခင်ဗျားတို့ခန္ဓာဟာအဲ့ဒါလို့စောင့်ရှောက်လို့ရသလားရှင်းသလားအဲ့တော့ခင်ဗျားတို့တော့စောင့်ရှောက်ဖို့ဒီမှာအချိန်နဲ့နီးသွားပြီရှင်းတာကြီး4မိနစ်ကဟောတာ9 4မိနစ်ဆိုပြီးရမယ်အဲ့တော့4မိနစ်ပဲလို့တော့အဲ့တော့သီလလုံမကိုစောင့်ရှောက်နိုင်တိရှင်းတယ်နော်အဲ့တော့သူဥစ္စာခိုးဘူးရင်ကိုပစ္စည်းလဲခိုးခံရမယ်ဥစ္စာမမြဲဘူးအလိခံသူများလိန်ဘူးရင်ကိုယ်လည်းလိန်ခံသူများဂုံးတိုက်ဘူးရင်ရှင်းသလားအကြောင်းမဲ့သက်ခံရတယ်လို့မရှိဘူးခုနကဇောတိကမြေရှင်းလိုက်တယ်နဲ့ဗိမာန်ပေါက်လာရှင်းတယ်နော်သူ့မှာဘယ်ပယံလက်သမားဘယ်ကန်ထိုက်မှခိုးလို့မရဘူးရှင်းတယ်လားအဲ့ဒါပြီးတော့ဒီဗိမာန်ကြီးကဗရမယတိုင်းရွှေတိုင်းငွေတိုင်းတွေရန်ထားလို့အဇာတသက်ကလိုချင်တာ9နှစ်သားကလေးလိုချင်တာသူ့ဖေကသစ်ခက်တဲနန်းနဲ့နေရတစ်သားဝါးနဲ့ဆောက်ထားတဲ့တဲနန်းဟိုကယရနာဗိမာန်နဲ့နေရငါသာဘယင်ဖြစ်ရင်ဒီဗိမာန်သိမ့်ပြီဟောအဇာတသက်ကတော့လည်းအဲ့လိုစိတ်ရင်းသဘောထားကောင်းတယ်သဘောပါတယ်နော်ဘယင်ဖြစ်တဲ့ငါစံနှံနေတိုင်းပြည်အတွက်နန်းပြတ်သက်ပြောင်းမယ်ဆိုပြီးတော့အဇာသက်အိမ်ကိုခေါပတိတက်နဲ့တက်သိအနားတော့မကနိုင်ရှင်းသလားဇောတိကဘာကောင်းသီလကောင်းတော့သူ့ကိုဘယ်သူမှအန္တရာယ်မပြုနိုင်သူပစ္စည်းကိုဘယ်သူမှယူလို့မရဘူးအဲ့ဒါဘုရားကျောင်းပေါက်ဇေတဝန်ကျောင်းပေါက်မှာအဇာတသက်နဲ့ဇောတိကနဲ့တွတ်တွေ့ဇောတိကဘုရားကျောင်းပြန်လာတော့ဟာတထေးကြီးဘာဒီလာပုံးနေတာသိဖမ်းမယ်ငါဘာပြည့်ရှိလို့မင်းဖမ်းမှာတော့သူ့ဖေထဲမှာတငယ်ချင်းဆိုတော့ဒီဘယင်ကလည်းမလောက်လေးမလောက်စားလောက်ရှိတာမင်းကငါဘာပြည့်ရှိလို့ဖမ်းမှာလဲဆိုတော့သင့်အိမ်ကိုသွားပြီးငါသိမ့်မလို့သွားတာသင့်အိမ်ကတက်ကြီးနဲ့ပြန်တိုက်လွှတ်လိုက်တဲ့ငါမှတတ်မရှိပါဘူးနော်အိမ်ထဲမှာစောင့်တာလည်းကညာပြိုလေးတွေကြီးစောင့်တာတင်မညာနဲ့တဲ့ဆိုတော့နေပါဦးမင်းကငါအိမ်မှာသွားလို့သိမ့်မလို့သွားတာဟောသိမ့်မလို့လားငါမပြီးပဲနဲ့ငါပစ္စည်းဘယ်သူမှယူလို့မရဘူးငါမှလက်စွပ်10ခွင်းစွတ်တာလေရော့ငါမပြီးမင်းချွတ်ကြည့်
ဆိုအစာတသက်ကဆင်ပြောင်5စီးအမှကြီးဟုတ်ပြီဒူးထောက်ပြီးထိုင်ရက်ခုံ18တောင်ခုံနိုင်တယ်မတ်တရက်ခုံရအတောင်80ထိခုံနိုင်အဲ့လောက်အားကြီးတဲ့ပုဂ္ဂိုလ်ကချွေးရီးရီးကြအောင်ချွတ်တယ်လက်စွပ်မကျွတ်အဲ့တော့စဉ်းစားရရှိတယ်ဦးဇင်းတို့ကတော့ငယ်ငယ်ကတိကတအကုန်စဉ်းစားတယ်ဒီလောက်အားကြီးတဲ့လူကဒီလက်စွပ်ကြီးစွတ်ချိုးနေဟိုဇောတိကလက်ကျိုးရောပေါ့နော်နည်းနည်းမှထိကြိုက်ကွန်းရှာခြင်းရှိပါကောင်းရှင်းလားအဲ့တော့ဇောတိကတို့လိုသီလကောင်းမရစေရမလားဝါရအရာအနေရကင်းလို့ဘေးရှင်းလို့သူများကိုယ်ပစ္စည်းဘယ်သူမှလက်ဖြန်းတဲ့တောင်မတို့နိုင်တဲ့ဘဝဖြစ်ပါရစေရမလားသီလနဲ့စောင့်ရှောက်မှပြည့်စုံဘယ်သူကိုဘယ်သူကောင်းအောင်ကြိုးစားမှာရှင်းသလားဘယ်သူကိုဘယ်သူစောင့်ရှောက်အတ္တာဟိရှင်းနေပြီနော်သဘောပေါက်သလားကဲအဲ့တော့ဇောတိကတော့ခဏထားပြီးတော့နော်ကိုယ့်ကိုယ်စောင့်ရှောက်ဖို့ကောသလမင်းကြီးကပထမဦးဆုံးစဉ်းစားလိုက်တာဗါလဲသီလနောက်တစ်ခုကသမာဓိနောက်တစ်ခုကဗါလဲအလုံးသိတယ်နော်သမာဓိဆိုဘာလို့တည်ကြည်တာစိတ်တည်ကြည်ခြင်းဖြောင့်မတ်ခြင်းပြန်ပြောကဲစိတ်တည်ကြည်ဖြောင့်မတ်မှုမရှိတဲ့လူဟာဘယ်အလုပ်အောင်လုပ်နိုင်ဘယ်အလုပ်မှရှင်းတယ်နော်ကဲကိုယ်စိတ်ကိုထိန်းနိုင်တဲ့လူနဲ့မထိန်းနိုင်တဲ့လူဘယ်သူကတန်ဖို့ရှိဟုတ်ပါမလားအဲ့ဆိုတော့ခင်ဗျားတို့ဆူတောင်းနေသွားပြီစိတ်သွားတိုင်းစိတ်သွားတိုင်းကိုပါဆိုကြထိန်းနိုင်တယ်လားမထိန်းနိုင်ဘူးစိတ်သွားတိုင်းကိုပါတာအယူဗျရှင်းသလားတောင်းကြတယ်ကအယူစုတောင်းတာရှင်းသလားအယူကကိုယ်စိတ်ကိုထိန်းနိုင်သလားဘုရားထုတ်တဲ့ပုဂ္ဂိုလ်လေးတမာရီရှိတဲ့လူနဲ့မရှိလို့ကြည့်တမာရီမရှိတဲ့လူကမျက်လုံးဖွင့်ကြည့်လိုက်ညှိုက်လိုက်ဘာမရှိလို့ကြည်ညိုစရာဖြစ်သလားသူကိုယ်တိုင်ကအမှန်သိမလားကိုယ့်ပုဂ္ဂိုလ်မှညင်အောင်မထိန်းနိုင်ဘယ်ပညာမှမရရှင်းလားဒါဖြင့်တမာရီရှိအောင်လဲကြိုးစားတမာရီရှိအောင်ကြိုးစားတဲ့လူမှကိုယ့်ကိုယ်ရှင်းတယ်နော်နောက်တစ်ခုကပညာနောက်တစ်ခုကဘာလဲအဲ့တော့ဒုသာသနာရဲ့အနှစ်သာရကသီလသမာဓိပညာရှင်းသလားချမ်းချမ်းသာသာနေနိုင်တဲ့လူဟာပညာမရှိတဲ့လူကနေနိုင်သလားပညာရှိတဲ့လူကနေနိုင်ခင်ဗျားတို့ဘယ်ပညာဟာချမ်းသာအောင်နေနိုင်တယ်လဲအဲ့ဒါမနဲ့ဖြန်ကြမှာဆက်ကြစို့ရှင်းလားအဲ့တော့အခုသီလရဲ့သမာဓိရဲ့ပညာပညာရကပညာထဲမှာငါတို့အတွက်ဘယ်ဟာတန်ဖိုးအရှိဆုံးပညာလဲဘယ်ဟာအလိုအဆုံးပညာလဲဆိုတာတော့နဲ့ဖြန်မှနာကြရှင်းလားအခုကိုယ့်ကိုယ်စောင့်ရှောက်နိုင်ဖို့သီလလည်းရှိရမယ်သီလသမာဓိပြည့်စုံအောင်ဖြည့်ကျင့်တဲ့လူမှကိုယ့်ကိုယ်ရှင်းသလားဟဲ့ငွေကြေးဥစ္စာအဲ့တော့အခုသီလရဲ့သမာဓိရဲ့ပညာပညာရကပညာထဲမှာငါတို့အတွက်ဘယ်ဟာတန်ဖိုးအရှိဆုံးပညာလဲဘယ်ဟာအလိုအဆုံးပညာလဲဆိုတာတော့နဲ့ဖြန်မှနာကြရှင်းသလားအခုကိုယ့်ကိုယ်စောင့်ရှောက်နိုင်ဖို့သီလလည်းရှိရမယ်သီလသမာဓိပြည့်စုံအောင်ဖြည့်ကျင့်တဲ့လူမှကိုယ့်ကိုယ်ရှင်းသလားဟဲ့ငွေကြေးဥစ္စာဒနာတွေကစောင့်ရှောက်နိုင်သလားယာရုဂုံသိစည်းသိတွေကစောင့်ရှောက်နိုင်သလားဆွေမျိုးညာတကာတွေရောစောင့်ရှောက်နိုင်သလားအဲ့ဒါကောသလမင်းကြီးကတပည့်တော်စဉ်းစားမိတာတော့ကာယကံသီလဝစီကံသီလမနောကံသီလလုံခြုံအောင်ထိမ့်သိမ်းသောပုဂ္ဂိုလ်တမာတိပညာရှိတဲ့ပုဂ္ဂိုလ်မှကိုယ့်ကိုယ်စောင့်ရှောက်နိုင်တယ်လို့ဘုရားတပည့်တော်ဒါလေးစဉ်းစားမိတယ်ဘုရားဆိုတော့ဘုရားကသာဓုမဟာရာဇသာဓုသာဓုမြတ်သောမင်းကြီးတဲ့သိရဲ့စဉ်းစားချက်ဟာအမှန်ပဲငါဘုရားကိုမေးခဲ့ရင်လည်းဒီလိုပဲပြောရမယ်တဲ့ရှင်းသလားဟဲ့ဒါဖြင့်ဒီနေ့ကစပြီးတော့သီလသမာဓိပညာတွေနဲ့ဘသူကိုဘသူစောင့်ရှောက်အောင်ပါ
အဲ့ဒါလေသီလသမာဓိပညာသူများနာကတောင်းယူရမှာလားကိုယ့်ကကိုလှုပ်ယူရမှာလားအတ္တာဟိဘု து ကိုဘု து အားကိုးရမှာအဲ့ဒါဘုရားရှင်ရဲ့အဓိကကြဆုံးအဆုံးအမတွေကအဓိကအဆုံးအမတစ်ခုပါပဲအဲ့ဒါလေးကိုအမြဲဆွဲပြထားပြီးတော့ဘု து ကိုဘု து ကောင်းအောင်ပြန်ရှင်းတယ်နော်ဘယ်ချင်းစကြဘယ်ချင်းစကြအခုကစပြင်မယ်ဘယ်ချင်းစပြင်မလဲအဲ့တော့ကောင်းအောင်ပြင်တဲ့နေ့ကစပြီးကောင်းပြီကျင်တဲ့သလားဟဲ့ကဲဘယ်ချိန်ကောင်းပါလဲကောင်းအောင်ပြင်တဲ့အချိန်ကစပြီးကောင်းပြီဆိုတော့ဘယ်ချိန်ကစပြင်ညအားလုံးနားလည်တယ်နော်သီလအကြောင်းကောင်းမှအကြောင်းစင်ကြယ်မှအဲ့ဒါလိုအကြောင်းအကျိုးကောင်းမွန်စင်ကြယ်အောင်ကိုယ်ထိမ့်သိမ်းစောင့်ရှောက်ကြပြီးတော့မိမိကိုယ်ကိုမိမိကောင်းစွာစောင့်ရှောက်နိုင်သောပုဂ္ဂိုလ်ဒုများဖြစ်ကြပါစေလို့လေးစားစွာနဲ့တိုက်တွန်းရေးဒီညအချိန်ပြည့်သွားပြီမို့လို့တော်ကြအောင်စို့ဓမ္မမိတ်ဆွေသူတော်စင်များတရားနာပိဋကများစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ